မီဒီယာပေါ်မှာစိတ်ကျန်းမာရေးအကြောင်းပြောခြင်းကဒီ mental health ပိုင်းအကြောင်းပြောခြင်းကပေါ့နော်အသိပညာမြင့်တင်ဖို့အထောက်အကူဖြစ်မယ်လို့ဒေါက်တာအနေနဲ့ထင်ပါသလား social media မှာစိတ်ချမ်းသာရေးနဲ့ပတ်သက်တဲ့ပေါ့နော်အရာတွေကို sharing လုပ်ပေးတာကကောင်းလားဆိုရင်မှအမှန်တမ်းကောင်းပါတယ်ဒါပေမဲ့လည်းပေါ့နော်ဘယ်ကိစ္စမဆိုကျမတို့ကအစောနှစ်ဖက်ရှိရပါလိမ့်တစ်ဖက်ကကောင်းသလိုတစ်ဖက်ကလည်းပေါ့ sharing လုပ်ပေးတဲ့ page ပေါ့နော်ဒါမှမဟုတ် sharing လုပ်ပေးတဲ့ organization ကတကယ် reliable source ဟုတ်မဟုတ်ဆိုတဲ့ဟာလေးကလည်းအမှန်တမ်းအရေးကြီးရပါလိမ့်နော်တခါလေကြောက်အခုကmental health ကတော်တော်များများကရေးကြရပါလိမ့်နော်စိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီး content တွေရေးပြီးတင်ကြတယ်တမန်ကရှန်ကရေးရလူရှိသူတို့ deeply ရေးရလူလည်းရှိရဲဒါပေမဲ့တကယ်သူတေချာတက်သိပြီးရေးရလူလားဟုတ်လားမဟုတ်လားဆိုတာအစနေလီပေါ့ပြန်ကြည့်ဖို့လိုအပ်တယ်ပေါ့လေနော်ဆိုတော့ကျမတို့ကအခုခက်က Facebook မှာတခုတင်ပြီးဆိုဝိုင်း share ကြရလीနော်အဲ့ခါကျတော့ကို share တဲ့ content ကရေးရလူကတေချာတက်တည်နားလည်ပြီးရေးရလားရေးရလူကဘယ်လိုလိုမျိုးလဲတကယ်ပညာရှင်ဟုတ်မဟုတ်ဆိုတဲ့ဟာမျိုးကြီးအစားတေချာလေးလေးလာအကဲဖြတ်ဖို့လိုတယ်လို့တော့ကျွန်မမြင်နေပေါ့လေနမဆိုရင်ကြတော့ယူတဲ့ရင်စီးပေါ့မြူတဲ့ရင်ဘေးဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီအကုန်လုံးကလည်း share တယ်ရေးတဲ့လူကလည်းရေးတယ်ဖတ်တဲ့လူက trigger တွေဖြစ်တယ်ပိုပြီးဆိုးတဲ့အခြေအနေဘက်ကိုပိုရောက်သွားတယ်ဆိုကျွန်တော်တို့ရဲ့ဒီ social media သုံးတဲ့ဟာ harm ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုး harm မဖြစ်အောင်လို့ကျွန်တော်တကယ်ကိုပေါ့နော်လူတွေအတွက်ကိုအဆင်ပြေစေတဲ့နီလန်လေးတွေနဲ့လုပ်ပေးတာတော့ပိုကောင်းတယ်ပေါ့လေနောက်တစ်ခါကျတော့social media မှာတင်တဲ့အခါကျရင်ကျွန်တော်ကဒီစိတ်ချမ်းသာရေးနဲ့ပတ်သက်တဲ့အသိပညာဘုသူထားတွေတင်ပြီးတဲ့အခါကျရင်ဆွဆွပြောရဲပေါ့လူတွေပေါ်မှာတစိတ်ကပ်ပြီးကြည့်တဲ့ကြည်ပျောက်သွားမှာပေါ့နော်အဲ့ဒါလေးကလည်းအမှန်တမ်းကောင်းတယ်ဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်တာက normal ပါလူတိုင်းမှာကြုံတွေ့ရတဲ့အရာပဲဆိုတာကိုနားလည်လက်ခံတဲ့လူတွေများလာရင် counseling ယူတဲ့လူတွေပိုများလာမယ်လူတွေဒီကိုပြဿနာတနေဟာတွေကိုပေါ်တင်ပွင့်ပြောလာနိုင်တဲ့အခြေအနေတွေပိုများလာမယ်ပေါ့လေပုံမှန်လည်းဖွင့်ပြောလာနိုင်ခြင်းများမှာပေါ့နော်နောက်တစ်ခါကျတော့ဒီကျမတို့ဒီလိုမျိုးပေါ့တင်ပြီးရေးတဲ့နေရာတွေမှာယောဂလက္ခဏာတွေရေးပြရပါတော့စိတ်ကြယောဂဆိုဘယ်လိုမျိုးဖြစ်တတ်တယ်ကိုယ်တတရားနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးဆိုဘယ်လိုမျိုးဆိုတဲ့နေရာမှာကျမတို့တစ်ချက်ကတော့ဗာသတိထားအောင်လဲဆိုရင်လူငယ်လေးမှလည်းဒါဖြစ်တတ်တယ်ပေါ့လေဒီယောဂလက္ခဏာတွေဖတ်ကြည့်ပြီးငါစီမှာတော့ဒါတွေရှိနေပြီငါတို့စိတ်ကြယောဂဖြစ်နေပြီဆိုပြီးထင်ပြီးရောက်လာလူလည်းရှိရဲ့ဒါလည်းကောင်းတယ်ပေါ့တစ်ဖက်ကကြည့်လိုက် prevention is better than cure ဆိုတော့ဒီနော်တစ်ဖက်ကလည်းကျွန်တော် overdiagnosis တွေလည်းဖြစ်တာပေါ့နော်လူငယ်တွေကသူတို့ကိုသူတို့ depression ဆိုပြီးရတယ်တကယ် major depressive disorder လို့ခေါ်တဲ့စိတ်ကြယောဂနဲ့ရိုးepisode လေးပေါ့နော်စိတ်တဲ့ခဏကြားတဲ့ဟာလေးနဲ့တော့ပြီးမှာပြီးရတယ်ကိုဒီလိုမျိုးပေါ့နော်အရင်စိတ်တဲ့ကြားသွားတယ်လို့သတ်မှတ်ပြီးရတယ်တွေးနေလူငယ်လည်းရှိတတ်တာပေါ့လေနော်နောက်တစ်ခါကျတော့social media မှာကတင်လိုက်တဲ့ဟာကိုကျမတို့ရကောင်းတဲ့ဘက်က view ပဲနေပေါ့မကောင်းတဲ့ဘက်ကနေပြီးဒါကိုအတုခိုပြီးယူပြီးရတယ်လိုက်လို့တဲ့လူမျိုးတွေလည်းပေါ်ကောင်းပေါ်လာနိုင်တဲ့အတွက်ကြောင့်မလို့ကိုကြီးရဲ့အရေးသားတွေကအရင် queue ဆိုင်ဖို့လည်းလိုအပ်တယ်ပေါ့နော်တစ်ဖက်ကဖတ်တဲ့လူအတွက်ကိုသူ့ကိုသွားပြီးလှုံ့ဆော်တဲ့ trigger ပေါ့နော် stimulus တောင် trigger မဖြစ်သွားအောင်လေကျွန်တော် queue ဆိုင်ရမယ်သူဒါဖတ်ပြီးသွားတဲ့အခါမှာစိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးသူ့စိတ်ကပို့ပြီးအားရှိသွားမလားပိုကောင်းသွားမလားဒီလိုမျိုးကျွန်တော်ရေးတဲ့ရည်ရွယ်ချက်ကလေးတွေအစားရှင်းလင်းပြသရမယ်ပေါ့နော်အနည်းဆုံးဒီ social media မှာဝတ်မှတ်တဲ့ head ဆိုအရင်တော့ဆိုကျွန်တော်ပြီးခဲ့တဲ့ရှင်းနှစ်ကိုနှစ်ကဆိုရင်ဒါပြောရမယ်ဆိုရင်တစ်ခုပဲရှိရပေါ့နော်ဝတ်မှတ်တဲ့ head events ဒီကျွန်မထင်တစ်ခုနှစ်ခုပဲပေါ့နော်ရှိတတ်တယ်ဒါပေမဲ့အခုဆိုရင်တော့ဝတ်မှတ်တဲ့ head ဒီအထိမ်းအမှတ်ကဒီနေ့ဆိုအများကြီးပဲပေါ့လေtraining တွေ workshop တွေကအများကြီးလုပ်ကြတယ်ပညာရှင်တွေလည်းအခုပို့ပြီးရတယ်များလာတယ်ပေါ့လေနော်တကယ်စစ်မှန်တဲ့ပညာရှင်တွေရှိလို့တခါလေကြောက်လေတချို့တင်တန်း3 လနဲ့လည်းကိုပညာရှင်တွေထည့်မှတ်ထားလို့လည်းရှိရပေါ့လေ anyway တင်တန်းလေးပဲပြီးနှစ်တည်းကြာရင် MSc ပြီးထားလူပဲဖြစ် master ပြီးထားလူဖြစ်ပေါ့လေနော်ကိုကသေးချာအလုပ်တစ်ခုလုပ်ဖို့လိုအပ်တယ်ဘယ်သူမှဘေးမဖြစ်အောင် social media သုံးညာနဲ့ပေါ့နော်လူတွေကိုအကျိုးပြုဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးလည်းထပ်သွင်းပြပြချင်ပါတယ်ပေါ့နော်အဖွဲ့အစည်းတစ်ခုအနေနဲ့စိတ်ကျန်းမာရေးကိုပိုကောင်းအောင်ထောက်ခံဖို့လှုပ်ဆောင်နိုင်တဲ့အရာတွေဘာတွေရှိလဲဒေါက်တာအဖွဲ့အစည်းတစ်ခုကစိတ်ကြမ်းမာရေးကောင်းဆိုရင်ကျမတို့
ဟိုပေါ့နော်ဘာတွေလုပ်လို့ရလဲပေါ့ဒီကလည်းအရင်ရေးကြည့်ရပေါ့နော်ကျွန်တော်တို့အခုအိတ်တိုင်းမှာအလုပ်လုပ်တဲ့လူကမရှိဘူးဆိုတာမရှိဘူးပေါ့လေနော်လူတိုင်းကအလုပ်လုပ်နေကြတယ်ဆိုတော့အဖွဲ့အစည်းမှာပဲလုပ်ဆိုင်လေးတေးလေးမှာပဲလုပ်ပေါ့နော်အားလုံးစိတ်ချမ်းသာရေးကောင်းနေမှသာလေအလုပ်မှာလည်းပို့ပြီးအားထည့်နေတာပေါ့လေနော်ဆိုတော့အရင်ဆုံးကျွန်တော်တို့က supportive environment လို့ပြောရမှာပေါ့နော်တယောက်နဲ့တယောက်ကထောက်ပံ့ပေးတဲ့ပုံစံလေးဖြစ်အောင်ကြိုးစားရမယ်ပေါ့ဒါကခေါင်းဆောင်ကနေစပြီးဟိုအောက်ခြေအထိအဆုံးအကုန်လုံးဒီကိုယ့်ရဲ့စိတ်ခံစားချက်တွေကို share လို့ရတယ်ဆိုတဲ့ဟာမျိုးလေးပေါ့လေနော်ကိုယ်စိတ်ခံစားချက်လေးကိုပြောလို့ရတယ် open conversation လုပ်လို့ရတယ်တယောက်ဖွင့်ပြောလို့ရတယ်မဝေဖန်ဘူးဆိုတဲ့ဟာမျိုးလေးရှိနော်ပိုကောင်းတာပေါ့နော်နောက်တစ်ခါကျတော့အဖွဲ့အစည်းတစ်ခုကပေါ့နော်mental health education တွေထုတ်လုပ်ပေးနေတော့ပိုကောင်းနေပေါ့နော်ကိုယ့်ရဲ့အဖွဲ့အစည်းမှာပဲကိုယ့်ရဲ့ဒီဝန်ထမ်းတွေအတွက်ကို stress management စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းလေးတွေပေါ့နော်နောက်တစ်ခု self care နဲ့ပတ်သက်တဲ့နည်းလမ်းလေးတွေ work life balance နဲ့ပတ်သက်တဲ့နည်းလမ်းလေးတွေကို workshop တွေ training တွေ talks တွေလုပ်ပေးရဆိုရင်လည်းဓမ္မကောင်းနေကိုယ်ဝန်ထမ်းမှာလည်းစိတ်ဖိစီးမှုတွေရှိနေလားဆိုတာကိုလည်းအမြဲဆန်းစစ်ပြီးသွားရင်ဒါပါတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကရိုးစိတ်ပစ္စည်းမှုတွေကျော်လွန်လာတယ်တော်တော်လေးပေါ့နော်သူအနေနဲ့ burn out ဖြစ်နေပြီတော်တော်လေးကိုဒီခဏရင်မရှိတော့ဘူးဆိုရင်ကိုယ်တိုင်က counselor တွေ therapist တွေဒါမှမဟုတ်ပေါ့နော်အဖွဲ့အစည်းအကြီးတွေမှာဆိုရင်ကျွန်တော်တို့ employee assistant program EAP program ဆိုပြီးထားတာပေါ့နော်လူတိုင်းက confidentiality အပြည့်နဲ့ဟိုအခုရယူနိုင်တဲ့ဟာမျိုးလေးပေါ့လေနော်အဖွဲ့အစည်းဘက်ကလည်းဒီကိစ္စကိုဒီမလိုက်ဘူးဝန်ထမ်းကလည်းစိတ်အေးချမ်းသာစွာနဲ့ဒါပေါ့ counseling ယူခွင့်ရှိရဆိုလူတွေအားလုံးကဒီအဖွဲ့အစည်းမှာလုပ်တဲ့လူအားလုံးကစိတ်ပိုင်းဆိုင်ရာဆိုတော်တော်လေးဒါပို့ပြီးအကောင်းလာကြမှာပေါ့လေနော်ပြီးတော့ကျမတို့ဟိုလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအရာပေါ့လေနော်ကိုလူသူများလေးတွေအတိအမှတ်ပြုပြီးရဲ့အရာလေးရတယ်အရေးကြီးရပါလေနော်ဆိုတော့ဟိုနဲတယ်များတယ်တေးတယ်ကြီးတယ်မဟုတ်ပဲねလူတယောက်ကိုအတိအမှတ်ပြုပြီးတယ်သူရဲ့ပေါ့နော်လို့နေတဲ့အရာတွေအားလုံးကိုသေချာလေးအတိအမှတ်ပြုပြီးရဆိုလဲဝင်နေတဲ့စိတ်ခံစားချက်ကလေးရလဲကောင်းနေမယ်ပေါ့လေပြီးကျမတို့ဒီလူတိုင်းမှာပေါ့နော် sense of belongingness လို့ခေါ်ရပေါ့နော်အဖွဲ့အစည်းတစ်ခုမှာကိုယ့်ရဲ့ပါဝင်ဘယ်လိုပဲပါဝင်အားဖြည့်မှုလေးပေါ့ဆိုတော့ sense of community လို့ပြောရမလားเนาะအဲ့ဆိုအားလုံးရဲ့စိတ်ထဲမှာငါဒီအဖွဲ့အစည်းရဲ့အစိပ်ပိုင်းတစ်ခုပဲဒီ organization ရဲ့အစိပ်ပိုင်းလေးတစ်ခုပဲဖြစ်တယ်ဆိုတဲ့ဟာမျိုးလေးဖြစ်အောင် team building activities လေးတွေအဖွဲ့အစည်းတွေမှာလုပ်ပေးလို့ရတယ်အဖွဲ့အစည်းတွေမှာ mindfulness session လေးတွေလုပ်ပြီးတောင်းတပေါ့เนาะ social games လေးတွေပဲဖြစ်ဖြစ်လုပ်ပေးပြီးရတယ်ဒီ connection လေးပိုကောင်းလုပ်ပေးရဆိုရင်ကျွန်မထင်ပါတယ်ဒါအဖွဲ့အစည်းတွေအတွက်ဆိုတော့လေးအဆင်ပြေသွားမယ်ပေါ့လေเนาะဟုတ်နောက်ဆုံးမိကုန်းလေးအနေနဲ့ပေါ့နော်ဒီ mental health ပိုင်းကိုခံစားနေရတဲ့သူစိတ်ဖိစီးမှုရှိနေတဲ့သူတယောက်ကိုတခုပဲပြောရမယ်ဆိုလို့ရှိရင်ဘယ်လို message လေးပေးခြင်းလဲမသိဘူးဒေါက်တာဟုတ်ကဲ့ပါအဆုံးသတ်အနေနဲ့တော့လေအားလုံးပေါ့အခုကျွန်တော်နိုင်ငံမှာပူပွလင်းလင်းနဲ့ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကိုခံစားနေတဲ့လူတွေရှိသလိုလေတိတ်တဆိတ်လေးနဲ့ရုန်းကန်ခံစားနေရတဲ့လူတွေလည်းရှိရပေါ့လေနော်ဆိုတော့တိတ်တဆိတ်ရုန်းကန်ခံစားနေရတဲ့လူတွေကိုပေးခြင်းတဲ့သတင်းစကားလေးတစ်ခုပြောပေးခြင်းနဲ့ပေါ့နော်ဘယ်ခံစားချက်မဆိုကိုယ့်ရဲ့ခံစားချက်တိုင်းကဟိုဘယ်လိုမလဲတရားဝင်နေပေါ့နော်ဟိုဘယ်လိုမလဲကိုယ်စိတ်ခံစားချက်ကလေးတွေကိုကမဖြစ်တဲ့ဘူးမဖြစ်တာကိုဒီလိုမျိုးတွေပေါ့အတင်းကိုတိတ်ဆိတ်လေးပေါ့ညှင်းဆန်နေရမျိုးမလုပ်နဲ့ပေါ့နော်တချို့ခံစားချက်ကလေးတွေဒါဖြစ်တဲ့ဖြစ်တဲ့ခံစားချက်ကလေးဖြစ်တယ်ပြီးရင်တယောက်တည်းရင်ဆိုင်နေရမှာမဟုတ်ဘူးပေါ့နော်အားတင်းပြီးတယောက်တည်းရင်ဆိုင်နေဖို့လည်းမလိုအပ်ဘူးအကူညီတောင်းခံဖို့လိုအပ်တယ်ပေါ့နော်အကူညီတောင်းခံနေဆိုတာကိုယ်စိတ်ကြံပါရင်အားနေလို့လူတယောက်အားနေလို့ဒီလိုမျိုးရဲ့လက္ခဏာမဟုတ်ပဲねကိုဂရုစိုက်မှုပေါ့နော်ဂရုစိုက်တဲ့ခွန်အားတွေကိုဂရုစိုက်တဲ့ခွန်အားတတ္တိကိုပြတာဖြစ်တယ်ပေါ့အဲအကြောင်းမို့လို့ကိုယုံကြည်ရတဲ့လူတယောက်ဒါမှမဟုတ်ပညာရှင်တယောက်ကိုရှာဖွေပြီးကိုယ့်ရဲ့စိတ်ထဲမှာခံစားနေအားလုံးကိုရင်ဖွင့်ပြလိုက်ပါပေါ့နော်ကိုယ့်ရဲ့အသက်ရှင်ရည်တည်မှုကဘယ်ဟာထက်မဆိုတန်ဖိုးရှိပါတယ်ဆိုရလေးပြောပြရတယ်ကျွန်မဒီကုန်းချုပ်ချင်ပါတယ်ပေါ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဒီမျိုးလေးဖိတ်ကြားပြီးရတဲ့အတွက်လည်းဓမ္မဝမ်းသာပါတယ်ပေါ့လေနော်ဒေါက်တာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လာမယ့်အစီအစဉ်တွေမှာလည်းပြန်ဆုံတွေ့ကြပါမယ်ရှင်